ပါရှင်ဒီနေ့တော့ဘယ်နှဘသူဖြစ်မလဲဆိုတာကိုချစ်ပြတဲ့များအားလုံးနဲ့တူတူကျွန်မလည်းစိတ်ဝင်စားတယ်အခု result ကိုရည်တွက်နေတဲ့အချိန်မှာကျွန်မတင်ဆက်မှုလေးတစ်ပုဒ်လောက်တော့ချီးမြှင့်ပါရစေအားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေအိမ်မလေးအချိန်တိုင်းမနေတယ်ရဲ့အချိန်ကိုပြန်ကားတွေ့ရင်မဆွေးပါတယ်ပြောခဲ့တဲ့စကားတော့ဟောင်းနေလေမေးလို့မရသေးဘူးလေရင်မဆူတန်ရတွေလွယ်လွယ်မမေ့နိုင်ဘူးချစ်ခဲ့တဲ့ချစ်တော်ကျင်းလို့မယ်နေရဟောင်းလေးမြမေးလို့နေပြီဘယ်ပဲချစ်ခဲ့တဲ့မောင်နဲ့ကြောင်ကျနာသူရဲ့ဘယ်တွေ့ပြင်းနေလဲအဝေးချိန်တိုင်းမနေတယ်ဟိုရင်ချိန်ကိုပြန်ကားတွေ့ရင်မဆွေးပါတယ်ပြောခဲ့တဲ့စကားများဟောင်းနေလေမေးလို့မရသေးဘူးလေရင်မဆူတန်ရတွေဘယ်လိုမေးမလဲချစ်ခဲ့တဲ့ချစ်တော်တာကျင်းလို့မယ်နေရဟောင်းလေးမြမေးလို့နေပြီအိုကွယ်ချစ်ခဲ့တဲ့မောင်နဲ့ကြောင်ကျနာသူရဲ့ဘယ်ထွက်ပြေးနေလဲအဝေးဒီထွက်သွားတဲ့ချစ်သူမချင်လို့ပေါင်းနေလားCould be late to you got wait Oh jinga Emily a chain diamond needed Oh yin chingo Pianga dwe Yama sweet Yoga is a god of how Melo me out of Bukweချစ်ခဲ့တဲ့ဒုနီယောက်ျားကျနာသူကြီးဘယ်ထွက်ပြေးသွားလဲအဝေးအားလုံးကျေးဇူးများတင်ပါတယ်ရှင်